အားလုံးပဲမင်္ဂလာပါအတန်လုံးနိုင်ငံရေးဗီဒီယိုစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြီးခဲ့တဲ့ရက်ပိုင်းမှာနေပြည်တော်မှာကျင်းပသွားတဲ့အခုဝန်ရိုးကဘာတွင်မြန်မာအတွက်နေရာဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲအကြောင်းကိုနည်းနည်းပြောပြပေးချင်ပါတယ်မြန်မာကမ္ဘာနိုင်ငံရေးအခင်းကျင်းမှာဒုတိယကမ္ဘာစစ်ကြီးဤအမွေအနှစ်များမှာဆင်းသက်လာခဲ့ခြင်းဖြစ်ပြီးကကြမှာတက်တန်အဖြစ်ဆိုတော့နှစ်ပေါင်း80ခန့်ရှိနေပြီဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးကဒီကာလများတွင်အမေရိကန်ပြည်တိုင်နဲ့ဆိုဗီယက်တို့ကဒီဟီယန်ယောယန်ပေါ်တဲ့ထိပ်သီးစည်းဝေးပွဲများကစစ်ကြီးကာလတွင်ကမ္ဘာ၏နိုင်ငံတကာမြင်ကွင်းများကိုပုံဖော်ပေးခဲ့ကြပါတယ်။နေချက်လက်အောင်မှာနိုင်ငံအများအပြားလွတ်မြောက်လာခဲ့ကြသည့်ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ခေတ်နိုင်ငံတကာဆက်ဆံရေးစုံမက်အဖြစ်ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးကိုတည်ထောင်ခဲ့ကြရာတွင်စစ်နိုင်မဟာမိတ်နားနိုင်ငံဖြစ်တဲ့အမေရိကန်ဆိုဗီယက်ပြည်တိုင်ပြင်သစ်တရုတ်နိုင်ငံတို့ကလုံခြုံရေးကောင်စီ၏ဗီဒီယိုအာဏာသုံးဝင်ရသောအမြဲတမ်းအဖွဲ့ဝင်နိုင်ငံ9နိုင်ငံဖြစ်လာခဲ့ပါတယ်။1944ခုနှစ်တွင်ကျင်းပခဲ့သည့်ဗရတန်ဟူကွန်ဖရင့်မှာထွက်ပေါ်လာခဲ့တဲ့ကမ္ဘာငွေကြေးနှင့်ဘဏ္ဍာရေးအစီအစဉ်များမှာကမ္ဘာဘဏ်နဲ့နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ဖြစ်ပြီးကကြမှာပေါ်ပြပါကမ္ဘာလုံးဆိုင်ရာလုံခြုံရေးနှင့်စီးပွားရေးအစီအစဉ်တို့၏အချက်အချာနေရာများတွင်အမေရိကန်နှင့်အပေါင်းအပါနိုင်ငံတို့ကစိုးမိုးထားခဲ့ပါတယ်။ဒုတိယကစစ်အတွင်းမှာဖက်စစ်အာဏာရှင်ဝန်ယိုဒန်နိုင်ငံများကိုတိုက်ခတ်ခဲ့ကြရာတွင်မဟာမိတ်များအဖြစ်အတူတွဲပြီးတော့တိုက်ခတ်ခဲ့ကြတဲ့အမေရိကန်နဲ့ဆိုဗီယက်တို့ကစစ်ကြီးပြီးဆုံးသွားတဲ့အခါမှာတော့ဝါဒရေးရာပါဝါပြိုင်နိုင်ငံများအဖြစ်နဲ့စစ်အေးတိုက်ပွဲများကိုဆယ်စုနှစ်နဲ့ချီပြီးကကြမှာဆက်လက်ရှင်မြန်ခဲ့ကြရာထိုကာလများကိုဘိုင်ယိုပိုလာဝေါ်ဖြစ်နဲ့ခေါ်ဆိုခဲ့ကြပါတယ်1989ခုနှစ်ဆိုဗီယက်ယူနီယံဥဆောင်တဲ့အရှေ့အုပ်စုပြိုကွဲသွားတဲ့ကာလမှာကမ္ဘာတော်အမေရိကန်ဥဆောင်တဲ့အုပ်စုသာတီတီကြီးကျန်ရှိနေခဲ့ပြီးကကြမှာအမေရိကန်ဥဆောင်သည့်အုပ်စုသာတီတီကြီးကျန်ရှိနေပြီးနိုင်ငံတကာဆက်ဆံရေးကိုလည်း၎င်းတို့အလိုတိုင်းပုံဖော်ပေးခဲ့ကြရာယူနီပိုလာဝေါ်ကိုလည်းကမ္ဘာမိသားစုဝင်နိုင်ငံများအားလုံးကိုဖျက်ဆီးသွားခဲ့ကြပါတယ်မိမိတို့နိုင်ငံ၏တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်မြန်မာလွတ်လပ်ရေးအတွက်ကြိုးပမ်းအားထုတ်ခဲ့ကြသည့်တိုးတက်သောမြန်မာလူငယ်များသည်ထိုခေတ်ထိုကာလများကကမ္ဘာရေးရာများအရာလက်ဝဲဝါဒများစီသို့တိမ်ညွတ်ခဲ့ကြပါတယ်။လွတ်လပ်ရေးမရမီညီညွတ်ရေးပြိုကွဲသွားခဲ့ပြီးကမှနေချစ်စနစ်မကင်းဟုယူဆရသောနိုင်ငံတော်လုံခြုံတပ်ဖြတ်မှုကြီးလည်းဖြစ်ပွားခဲ့ပြီးကမှနိုင်ငံကိုပုံဖော်ဖန်တီးမှုမှာလည်းလမ်းကြောင်းပြောင်းခဲ့ကြပါတယ်။စီးတိုက်ပွဲကာလများတွင်မြန်မာသည်မြည်သည့်ဝင်ရိုးဘက်ကိုမှမလိုက်ခဲ့သည့်ဘက်မလိုက်သည့်နိုင်ငံခြားရေးမူဝါဒအဖြစ်နဲ့ရပ်တည်ခဲ့ရာကိုယ်ပိုင်ဝါဒလမ်းစဉ်ဖြစ်တဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ဖြစ်နိုင်ငံကိုအားကိုးပြီးကမှတည်ဆောက်ခဲ့ကြပါတယ်။ကမ္ဘာတွင်စီမံကိန်းချဗဟိုကချုပ်ကင်သောစီးပွားရေးစနစ်ကျင့်သုံးသည့်နိုင်ငံများအားလုံးလက်ဝဲဝါဒကိုဆွန့်လွတ်ခဲ့ကြခြင်းတွင်မိမိတို့နိုင်ငံ၌လည်း1988ခုနှစ်အလွန်နိုင်ငံရေးအပြောင်းအလဲများဖြစ်ပေါ်လာခဲ့ပါတယ်။မြန်မာကာလများတွင်ကမ္ဘာကြီးလာရမှာလည်းအချိုးကွေအပြောင်းအလဲများဖြစ်ပေါ်နေခဲ့ပြီဖြစ်ပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံများဖြစ်တက်လန်းနေကြသည့်အားကောင်းမောင်းသံနိုင်ငံများမှာထွက်ပေါ်လာပြီးကကြမှာနိုင်ငံတကာအခင်းကျင်းမှာလည်းဗဟုဝင်ရိုးကမ္ဘာအဖြစ်အရှိန်အဟုန်ဖြင့်ဥတီရွေလျနေပါတယ်။ဗဟုဝင်ရိုး၏အချက်အချာအာရှဖြစ်ပြီးကကြမှာမိမိတို့နိုင်ငံ၏တည်နေရသည့်ပထဝီနိုင်ငံရေးပထဝီစီးပွားရေးအရာအာရှ၏အရေးပါသောနေရာတနေရာတွင်ရှိနေခဲ့ပါတယ်။ဗဟုဝင်ရိုးကဘာတို့အပြောင်းလဲတွင်စိန်ခေါ်မှုများအခွင့်အလမ်းများပါရှိနေပြီးကမှ2025ခုနှစ်အလွန်တွင်ဖြစ်ပေါ်လာနိုင်ပွဲရှိသည့်မြန်မာနိုင်ငံ၏မြင်ကွင်းများမှာလည်းစိတ်ဝင်စားဖွယ်အင်မတန်ကောင်းလာပါတယ်။နိုင်ငံတကာပညာရှင်များပါဝင်သည့်2025အလွန်အောက်ဗဟုဝင်ရိုးကဘာတွင်မြန်မာနိုင်ငံကြုံတွေ့ရမည့်စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲကိုနေပြည်တော်တွင်ယနေ့ကျင်းပပေးကြရမိမိတို့နိုင်ငံပေါ်ပြည်ပပညာရှင်များ၏ရှုမြင်သုံးသပ်ချက်တွေကိုလည်းသိမြင်ဝင်ရရှိခဲ့ပါပါတယ်။နိုင်ငံတကာအဆင့်ပညာရှင်များ၏သုံးသပ်ဆွေးနွေးပွဲများမှာထွက်ပေါ်လာသည့်အဖိုးတန်အသိပညာအချက်လက်များကိုထိုက်တန်သောအသုံးပြုကာဗဟုဝင်ရိုးကဘာတွင်မြန်မာနိုင်ငံအတွက်ထိုက်တန်သောနေရာတနေရာရယူနိုင်ကြပါရန်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ပါမယ်။